OK ညဒီမှာကျမတို့ကြက်တကောင်ကိုခုတ်ဖို့ရန်အတွက်ဒီမှာကြက်တကောင်လုံးကိုနော်ဒီမှာခုတ်ပြမယ်နော်အရင်ဦးဆုံးကျမကဒီသူ့ရဲ့ပေါင်တွေကိုဒီလိုလေးအစလေးပေးပြီးတော့ဒီလိုခဲလိုက်တော့သူကတခါတည်းကိုတခါတည်းကိုသူကဖွာကြလာတယ်ပေါ့နော်အဲ့ဒါပြီးတော့ဒီလိုနည်းနည်းလေးပေးနာကိုနည်းနည်းလေးလှီးလိုက်နော်နည်းနည်းလေးဆိုဒီရပေါင်းတစ်ချင်းပြီးတော့ပြီးနောက်ထပ်ပေါင်းတစ်ချင်းကဒီလိုလေးလောက်လိုက်โอเคဒီမှာသူရဲ့စိတ်ရှိတယ်ဒီစိတ်ကိုဖြတ်လိုက်ပါနော်โอเคပေါင်းတစ်ချင်းပြီးတော့ပြီးနော်ပေါင်းတစ်ချင်းပြီးတော့ကျမကဒီထဲမှာသူရဲ့ဥရှိတယ်ဒါကဟိုဒါအိမ်မွေးချက်ဖြစ်တော့ကြောင်းဒီနားမှာဥရှိတယ်ဒါကတော့အရင်ကဟိုဒါတတိထားရဲ့သူရဲ့ဟိုဒါအစာအိမ်တွေလည်းဒီမှာရှိနေတယ်ကျမဒီလိုလေးအစာလေးပေးပြီးတော့ဒီလိုလေးခွဲလိုက်မယ်ဒီမှာကြည့်သူရဲ့အထက်ကသူရဲ့ဟိုဒါဥရေးရှိတယ်ပြီးတော့သူရဲ့ဟိုဒါသူရဲ့အစာအိမ်နေချီလမ်းပေါက်တယ်အများရှိပါတယ်လို့ဒီထဲမှာကျမတာသမီးတွေအရင်နံပါလေနော်ဒါသူရဲ့ဒီမှာသူ့ဥလေးတွေရှိတယ်တွေ့လားဒီမှာဥလေးโอเคဒီစိတ်ဥကျရဥပဲဒီမှာဒါကကျမဟိုဘာလဲဟင်းချက်ခါကြရင်ဒါကသူဟိုဒါဘာလဲကျမတို့ချက်လို့ရတာပေါ့နော်ဆေးလိုက်ပြီးတော့ကျမတို့ဒီဥလေးကိုပြန်ချက်လို့ရပါတယ်လို့ဒီမှာသူ့ဥလေးရေခဲရိုက်ထားလို့ဒီမှာရေခဲလေးနဲ့သူကရှိနေတယ်နော်โอเคဒီမှာပြီးမှကျမဆေးလိုက်မယ်နော်အခုကတပုံလေးပုံထားမယ်နော်အဲ့တော့ကိုကျမကသူ့ရဲ့ဒီဟိုဒါဒီထဲကသူ့ရဲ့အသေးတို့အမြင့်တို့မယူတော့ဘူးเนาะကျမမယူတော့တချို့လူဆိုတော့ဒီသူ့ရဲ့ဦးတွေသူ့ရဲ့ဒီအသေးတို့အမြင့်တွေကစားတဲ့လူတချို့ရှိတယ်ပေါ့နော်ကျမကတော့မစားတော့အဲ့ကျမကဒါလေးကိုထုတ်ပြလိုက်ပါမယ်နော်သူ့ရဲ့ဒီပြင်ရိုးလည်းမယူတော့ဘူးဒါလည်းလုပ်ပြလိုက်နော်လုပ်ပြလိုက်တော့ဒါကတော့ဒီလိုမျိုးဖြစ်သွားတော့နော်ဒါလေးကိုပြန်ကျွန်တော်တို့သင်ချက်ရင်တော့မယ်ပြီးတော့ဒီထဲမှာသူ့ရဲ့အသေးရဲ့အဆုပ်ကြီးရှိသေးတယ်တချို့လူကအဲ့ဒီသူ့ရဲ့ဒါလေးကိုကြိုက်တယ်တချို့လူကကျမတော့မလုပ်တော့ကျမဒါကသူ့ရဲ့လေရဲ့သူ့ရဲ့လက်ပင်ရဲ့ဟိုဒါအစာပြုံပေါ့နော်ဒါသူ့ရဲ့အစာပြုံပေါ့နော်သူ့ရဲ့အစာပြုံဒါပြလိုက်တော့မယ်နော်ဒါကျမမတုံးတော့အဲ့ဒါကိုဒီမှာအခုကကျမတောင်ပန်ခောက်လိုက်မယ်နော်တောင်ပန်ပေါ့နော်သူ့ရဲ့တောင်ပန်ကိုအရင်ခောက်ပါတယ်အရင်ခောက်လိုက်တယ်ဒီတော့တောင်ပန်ကိုပြီးမှပြန်ဆေးမယ်ပေါ့နော်ဒီတောင်ပန်ကိုခောက်လိုက်မယ်ချက်တကောင်လုတ်နီးလေးပေါ့နော်ဒါကျမရဲ့လုတ်နီးလေးကိုရှယ်လေးပြီးတယ်ရှယ်လေးပါတယ်နော်ဒီမှာအဲ့ဒါပြီးတော့ကျမကဒီအရာကိုကျမဒီအလေကနေပြီးလိုက်နော်လေးနေပြီးလိုက်တော့လေးနေလေးပြီးတော့ကျမနည်းနည်းလေးခွာချလိုက်တော့နော်ဒီလိုလေးခွာလိုက်ပြီးရင်ကျမကဒီလိုပြန်ခေါက်လိုက်တယ်နော်โอเคအခုကကျမကဒီလက်ပင်းပေါ့နော်တချို့လူကဒီလက်ပင်းရဲ့တီကိုစားတယ်ကျမတော့မစားတော့ကျမကအားလုံးခွာလိုက်တယ်
လိုက်တယ်ပြီးတော့တချို့လူကလက်ခေါင်းစားတယ်ပေါ့နော်ကျမကခေါင်းကိုယူတော့ခေါင်းလည်းမစားတော့ဘူးကျမခေါင်းကိုလည်းပြလိုက်တယ်နော်ဒီမှာသူ့ရဲ့လက်ပင်โอเคသူ့ရဲ့လက်ပင်ကိုပဲကျမတေးသေးလေးခောက်လိုက်မယ်လက်ပင်ကိုပဲလက်ပင်ရိုးပဲဆုပ်ပြီးတော့စားတယ်ဒီမှာတေးသေးလေးခောက်ခွဲလိုက်တယ်နော်ခောက်ခွဲလိုက်တော့ဒါကတော့သူ့ရဲ့ကြောရိုးပေါ့နော်ဒီကြောရိုးကိုကျမကတေးသေးလေးဒီလိုခောက်လိုက်ပါတယ်ဟင်းချက်လို့အောင်ဒီလိုခောက်လိုက်ပါတယ် Ew. Okay ဒါကျမကတချို့လူကချက်တောက်စားတယ်ပေါ့နော်ကျမချက်တောက်မယူတော့ဒါလေးကိုကျမကကလေးအတွက်ကြော်မယ်ပေါ့နော်ဒါသူ့ရဲ့ပေါင်ကိုကျမကလေးအတွက်ကြော်မယ်သူဟုတ်တာဝင်အောင်စားလို့ချမို့တော့ဝင်အောင်ရေးလိုက်ပါတယ်သူရဲ့ဟိုတစ်ချက်တောက်တယ်မယူတော့ဘူးနော်ကျမရွေးလိုက်တယ်ပြီးတော့ဒါလေးကိုကျမကဟိုဒါစားတွေဝင်အောင်လို့ဒီလိုမျိုးလေးနည်းနည်းလှီးပေးလိုက်တယ်ပေါ့နော်โอเคဒီမှာကျန်တဲ့ကောင်လေးပါရှင်ဒီမှာကျန်ဒီမှာသူရဲ့အုပ်လေးကိုရပါတယ်